ဆက်စားတဲ့ဖန်များအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကမန်ယူအတင်းရဗစ်တာအော်စီမန်ကိုကမ်းလှမ်းထားတဲ့အတွက်ဇင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တစ်တော့ညီကိုရင်းနဲ့လည်း TikTok ဖန်ဝါ YouTube မှာလာရောက်နားဆင်လို့ရပါတယ်ခင်ဗျဗစ်တာအော်စီမန်ကိုမန်ယူအတင်းရဗျာဒီလက်ကရှယ်ဆီကိုပါလာတဲ့သူကခုချိန်မှာဆိုရင်တော့စိတ်ဝင်စားနေတာဖြစ်တယ်ဗစ်တာအော်စီမန်ကိုရှာဖို့အတွက်ဗျာသူကခုချိန်မှာဆိုရင်တော့ဗစ်တာအော်စီမန်ဂလာစီမှာစကားနေပေမဲ့နာပူလီတင်းရဲ့ကစားသမားဖြစ်တယ်ဗျာခုချိန်မှာဆိုရင်တော့သူကကွန်တီယာလဲဗျာသူကဒီအော်စီမန်ကိုလက်လွတ်ဖို့သူကရှိတယ်ဗျမန်ယူကဗျအော်စီမန်ကိုခေါ်ခြင်းတန်း40ပလက်ဝိုက်လန်အလိုက်ပေးပြီးတော့ကမ်းလာမှာဖြစ်တယ်ဒီဝိုက်လန်ကိုဗျကွန်တီယာလဲသူ့ရဲ့နာပူလီတင်းမှာသုံးချင်တယ်ရမ်းကြိုက်တဲ့အတွက်ဒီကဖြစ်မြောက်ဖို့များတယ်ဗျဝိုက်လန်ကိုခေါ်ယူစဉ်ကတန်း82တန်းဆိုတော့တဝက်ထားပါ40ဆိုတော့တန်း80ကျော်ကျော်လေးတော့ချသွားမှာလည်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်မန်ယူတင်းကခုချိန်မှာဆိုလို့ရှိရင်ဗျသူတိုက်စစ်ပထမရပါမယ်အတိုက်စစ်ကနေရာဆုံးဗျတကယ်ကိုအည်ရှင်းမကောင်းနေတဲ့အတွက်ဗျတကယ်ကိုအည်တွေးမြင့်တဲ့ဗစ်တာအော်စီမန်ကိုကမ်းလှမ်းတာဖြစ်တယ်တကယ်ကိုဗစ်တာအော်စီမန်ရရင်တော့ရွှေဝဲဗျဘာလို့ဆိုတော့မန်ယူတင်းတကယ်ကိုလိုအပ်နေတဲ့တိုက်စစ်ပိုင်းတွေတကယ်ရှယ်ဖြစ်မှာပါ